Hello မမန်ရဲ့ vlog ကနေကြိုဆိုပါရစေ။မောင်လာဦးမောခေါ်အဝေးကြီးလုံနေလေးကိုလှရှာဖြစ်လို့ပြန်လည်နှောင်းနေပါတယ်။ဒီမုံလုံးနေလေးကိုအမေကလုပ်ပြတာပါ။မဦးဆုံးမောင်ငါဦးပြုတ်နှလုံးအာလူနှလုံးကိုအခွန်မှားပြီးလှီးပြီးပြုတ်ပါမယ်ဆန်မုံနှစ်ထုပ်အသုံးပြုပါမယ်ဆောဒါအနည်းငယ်နဲ့စာအနည်းငယ်ထည့်ပါမယ်ဒီကိုတော့မပြည့်မကျဲလေးချိန်ထဲပါမယ်မောင်လာဦးနဲ့အာလူပြုတ်ထားတာရပြီဆိုအေးခံပါမယ်ဒီပြီးဆိုရင်တော့ကြိတ်ပါမယ်ကြိတ်ပြီးဆိုခဏကဆက်ထားတဲ့မုန်းနှင်းထဲကိုရောပါမယ်ပြီးရင်တမအောင်မှုပါမယ်ပြီးရင်တော့မီးအေးလေးနဲ့စပြီးမှုပါမယ်ဒါကတော့မှွေပြီး10မိနစ်အမြင့်ထားပါဒါကတော့မိနစ်20အနေထားပါဒီအနေထားဆိုရင်ပေါင်းမပကံထဲပြောင်းထည့်လို့ရပါပြီမုတ်သားထဲမဲ့ပကံပဲဖြစ်ဖြစ်ခွက်ဖြစ်ဖြစ်ဗန်းပဲဖြစ်ဖြစ်စီလေးအနည်းငယ်တောက်ပါမယ်အမေကတော့စတီးစလုံးကိုသုံးထားပါတယ်ဆန်မုံနှစ်ထုပ်ကိုစတီးစလုံးနှလုံးရပါတယ်မငါဦးအဖြူနေရမှာဥနီကိုအသုံးပြုလို့လည်းရပါတယ်ဥနီကိုအသုံးပြုမဲ့ဆိုရင်ကာလာကပိုလှပါတယ်မုတ်သားထည့်ပြီးဆိုရင်စပေါင်းပါမယ်မိနစ်30လောက်ပေါင်းပါမယ်ဒီအနေထားဆိုရင်အေးခံပြီးကြော်လို့ရပါပြီဒါကတော့ကြော်ဖို့လှီးထားတာပါမကြော်ဘဲနဲ့ဒီတိုင်းစားလဲရပါတယ်
အရသာကတော့ဆက်စိတ်လေးပေါ့နော်ကိုကြိုက်နဲ့ပတ်သက်လို့ပြောစားနိုင်ပါတယ်ဒါကတော့ကြော်ပြီးအနေထားပါပြီးရင်ငရုတ်စီနဲ့တွဲစားလို့ရပါပြီနိုင်ရဲ့ vlog ကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်